ခြားသူတွေ start ရတက်တာလွယ်တယ်လို့ငါကတော့ start ရတက်တာဖင်ပြအောင်ရုံးလိုက်ရဒီပွဲဆိုလို့ရှိရင်68ကနေ69ရောက်မဲ့ပွဲဒီပွဲမှာကွာ law ကိုရဖို့အတွက်ကိုအသေးအံလူနေရတာနင်တို့ retreat မှအောင်သုံးဆိုတာထားအောင်ပြောတာကိုကတိသွားရေးဆိုပေမဲ့လည်း law ကရသွားတယ်ကိုတင်မိတ်တွေကလည်းရှင်နေတဲ့တကြောင်မို့ပွဲကအံ့လို့ရတယ်အကုန်လုံးကလည်း law ဘက်ထဲမှာ spell တွေပေးလိုက်ရဆိုတော့သူတို့ဘက်ကလည်းအကုန်လုံးဘာမှ30 spell မရှိဘဲနဲ့ပြန်တီကုန်ကြတယ်အာတီပြောတာမနောက်ဘူးညနေတော့ငါ star 69ကနေ100ကိုတခြားသူ100ကိုတင်ပေးတာကွာသူကကျတော့ AC လေးပဲနိုင်သွားတာငါကတော့ solo စမပြေဘူးဒါကြောင့်မို့လို့ public ကနေပြီးတော့လူ1ယောက်2ယောက်ကိုအမြဲတမ်းထည့်ရတယ် enemy ဘက်ကဆိုတာမပန်းတဲ့တကြောင်မလို့ဆိုတာကိုပစ်လိုက်ပါတယ်နောက်တဲ့တိုင်းပဲဆိုတာကို hyper ဆော့တယ်ခုလက်ရှိချိန်လောလောဆယ်မှာဆိုလို့ရှိရင်မိတယ်မှာစန်တီယန်ကတော့လုံးဝranking ဖို့အတွက်အကောင်းဆုံးပဲသူပါပြီဆိုလို့ရှိရင်ပွဲတိုင်းနီးရနိုင်တယ်ဒါကြောင့်မလို့ ranking မယ်ဆိုလို့ရှိရင်ဆိုတာမပန်းလို့ရှိရင်ဆိုတာဂိုင်းစန်တီယန်ကတော့မဖြစ်မနေကိုင်ကိုင်ရမှာအားလီဂိမ်းမှာဆိုတာကို assassin ပေါင်းသုံးလိုက်လို့ရှိရင်ကွာတအားပြော့တယ်တအားပြော့တဲ့ကြောင့်မလို့ damage ကထွက်တယ်ဆိုပေမဲ့လည်းကိုယ်လည်းပြန်ပြီးတော့တည်သွားတတ်တယ်ဒီအားလီဂိမ်းမှာအသေးများသွားလို့ရှိရင်ကွာလေဂိမ်းချလို့ရှိရင် damage ကမထွက်တော့ဘူးအခုလိုမျိုး armor hero တွေကိုဆိုလို့ရှိရင်10 found နဲ့သုံးမဲ့အစား assassin found နဲ့သုံးတာကပို့ပြီးတော့အဆင်ပြေအခုလောလောဆယ် run ဆော့မယ်ဆိုလို့ရှိရင် golden data event လည်းရှိရမို့လို့ goal တွေကိုလိုက်ပြီးတော့ကောက်ရမယ်တာတယ် KBB ဆိုတာနဲ့ assassin found မဲ့အမြဲတမ်းနေတော့မဖြစ်ဘူးအခုလိုမျိုး enemy တွေစုနေပြီဆိုလို့ရှိရင်တော့10 found သုံးပြီးတော့မှသူတို့တွေကို stun ဖြစ်ပြီးတော့ကိုဘက်ကသူတွေလိုက်တက်လို့ရအောင်တော့ကူညီပေးမှဖြစ်မယ်ဒါမှလည်းကိုဘက်ကပတ်တယ်ပို့ပြီးတော့တာမှာပါတင်းကတာနေပြီမဲ့လည်းတာဝါတွေမချိုးဘူးဆိုလို့ရှိရင်တော့သူ့လိုရှုံးရမှာပဲကိုက hyper ကိုင်နေတာပဲ battle တွေဝင်စရာမလိုဘူးဆိုပြီးတော့မရှိဘူးကိုက mass man ကိုင်နေတာပဲ battle တွေဝင်စရာမလိုဘူးဆိုလို့မရှိဘူးကိုက AHP ကိုင်နေတာပဲ battle တွေဝင်စရာမလိုဘူးဆိုပြီးတော့မရှိဘူးကွာဘယ်နေရာမှာမဆို right time ဖြစ်နေရမယ်ကိုလူတွေကကိုယ့်ရဲ့ damage ကိုသူတို့ရဲ့ battle အတွက်လိုနေလားပါလားဆိုတာကိုအမြဲတမ်းကြည့်ပြီးတော့စောင့်ကြည့်နေရမယ် battle မွေမဲနဲ့ buff တွေပဲလိုက်ပြီးတော့စားနေမယ်ဆိုလို့ရှိရင်လည်းဒီပွဲရဲ့နိုင်မှာမဟုတ်ဘူးအဓိကအရေးကြီးဆုံးကတော့ခုနကပြောခဲ့သလိုပဲ law သာရပြီဆိုလို့ရှိရင်ဒီပွဲရဲ့အချိုးအကွေ့အပြောင်းလဲပဲရတယ်ငါတို့တင်က law မလိုဘူး base ကို AC ချိုးနိုင်လို့မထင်နဲ့ law သာမပါဘူးဆိုလို့ရှိရင် base ကိုချိုးဖို့ဆိုတာလည်းလုံးဝမလွယ်ဘူး enemy ဘက်ကလည်းရှုံးမြင်လို့ဆိုပြီးတော့ဆော့တဲ့သူကတယောက်မှမရှိဘူးလိန်တလိန်တဲ့ကိုပဲဥတီပြီးတော့မချိုးဘဲနဲ့ side lane တွေကိုပါမျှပြီးတော့ချိုးပဲဆိုလို့ရှိရင်တော့ပိုပြီးအံ့မလွယ်ဒီပွဲရဲ့အမိုက်ဆုံးကွန်ဘိုကိုပြောပါဆိုလို့ရှိရင်ဒီနေရာပဲငါရဲ့ Sora 10 found နဲ့ပေါ့နော်အကောင်လုံးကိုသွားပြီးစုလိုက်တဲ့အခါမှာဆိုလို့ရှိရင်အကောင်လုံးကတေသွားပြီးတော့၄ယောက်လောက်ကိုတေသွားတဲ့အခါမှာတွေ့မှာပေါ့နော်ဒီမှာဆိုလို့ရှိရင်ပေါ့နော်မာငါ double key တွေ triple key တွေပါရသွားပြီပေါ့နော်မီနီယာကတော့မရသွားဘူးစန်တီယန်သူ့ရဲ့ damage နဲ့ရသွားတာဆိုတော့တရားတက်မဲ့ပွဲဆိုတော့ဆရာစားမချင်မဲနဲ့ base တွေကိုပဲရရင်ရတယ်လို့ပဲချိုးမယ်ဆိုပြီးတော့ဆုံးဖြတ်လိုက်ပါတယ်ဒီချိန်မှာဆိုလို့ရှိရင်တော့ဟိုဘက်ကရည်စမ်းချက်တစ်ကောင်နဲ့ဆိုတော့လေဘလို့မှ base ကို defend လုပ်လည်းမရတော့ဘူးပွဲနိုင်ဖို့အတွက်ဆိုလို့ရှိရင်တော့တယောက်တည်းရုံးအားနဲ့ကတော့လုံးဝအဆင်ပြေမှာမဟုတ်ဘူးဒီတော့ random channel ဆိုလို့ရှိရင်တော့ party ဆော့တာကပို့ပြီးတော့အဆင်ပြေတယ် party ဆော့တယ်ဆိုရင်တော့မှကွာကိုနဲ့ကီးကိုက်မဲ့သူမျိုးကိုပဲ party ခေါ်ပြီးဆော့တာကပို့ပြီးတော့အဆင်ပြေတယ်ကိုနဲ့ကီးမကိုက်ပဲနဲ့ခုနပြောခဲ့သလိုမျိုး battery လည်းမဝင်ဘူးကွာကိုလုံးချင်ရလုံးမယ်ဆိုလို့ရှိရင်တော့လုံးဝအဆင်ပြေမှာမဟုတ်ဘူးဒါဟာဆိုလို့ရှိရင်တော့ start ရတက်ဖို့အတွက်တွေးကြုံခဲ့ရတဲ့အတွေ့အကြုံလေးတစ်ခုပဲဖြစ်ပါတယ်ဒါကြောင့်မလို့ start ရတက်ချင်တယ်ဆိုလို့ရှိရင်တော့ကိုကလည်းကောင်းပါမယ်ကိုရဲ့ team ကလည်းကောင်းပါပဲ start ရရောက်မှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်